မျိုးလေးစပစ်စပါပြီ၄ယောက်တွဲပြိုင်ပွဲမှာစပါပြီမျိုးလေးရရှိသွားပါပြီဗျာဘာမှပါတော့ပေါ်နေရတာဒီစပစ်ပါထိုးရတယ်ဟောပါလေကျောင်းတိုင်းဘယ်လိုထုတ်လာလဲဒါပဲမျိုးလေးစပစ်ပါထိုးရတယ်ကိုယ်ပွဲနဲ့လောက်သွားပါတယ်ဗျာဖြစ်စီစပစ်ပါဗျာဖြစ်စီထိုးရမယ်တော်ရစီထိုးရကြောက်တယ်ဝါလေးဖိုးရတယ်မျိုးလေးတင်ထားတယ်ရှိန်လေးကောင်းလိုက်တာဗျာကောင်းလိုက်တာရောက်တယ်မပြီးဘူးကဲမျိုးလေးစပစ်ပါဗျာ3 1ပါပို့ထားတယ်မျိုးလေးဟုတ်ပါတယ်ဗျာပူတော်ဝါလည်းပြီးစီစပစ်ပါဗျာပြီးစီစပစ်ပါဒီစီမမရပါဆုံးနေမျိုးလေးစပစ်ပါဗျာမျိုးလေးထိုးရမယ်ကိုထပ်ပြပြပြီနောက်ရှိတင်ရမယ်ကုတဝါရိုက်မယ်ကြောမလို့နဲ့မျိုးလေးတင်ရမယ်ရှိန်လေးကောင်းလိုက်တာရှိန်လေးဒီစပစ်ပါဗျာစပ်ပေးပါနော်ဒီထိုးရတယ်ကြောင်းတယ်ပါပဲကြောင်းတယ်ခေါင်းနဲ့တယ်ပဲတဲကုန်ပြီကောင်းလိုက်တာကြောက်တိုင်းဗျာခုကျမှမျိုးလေးစပစ်ကိုစထိုးတော့မျိုးလေးလာပြီဗျဘယ်ထိုးရပြန်ပြီနောက်ရှိစီမှာထိုးရတယ်ကုတဝိုင်ရိုက်မယ်ဖောပါတယ်ဗျာဒီလေးခေါင်းပါတယ်အဲ့ဒါတော့ကောက်လို့မရတော့ပါဘူးပြီးစမိုက်တော့ဝဲစပစ်ပါဗျာပြီးစီထိုးရမယ်တို့တယ်ကြောင်းတိုင်းမှာပဲမျိုးလေးတင်လာတယ်ကြောင်းတိုင်းခလို့နေပါကန်နေပါပြီမကတော့စစ်ပါမျိုးလေးထိုးရတယ်နောက်ရှိဖွေးရတယ်နှွေရံနောက်ရှိထောင်ရမယ်ကိုတဝိုင်းရိုက်မယ်အိုးအလွတ်ပဲဗျာပို့ကြောဘလောက်ပြီးစီစပ်ပေးပါဗျာ